1990ခုနှစ်ဩဂတ်စ်လ18ရက်အင်္ဂလိပ်လူမျိုးဂျွန်ဝိုင်းဟာအမေရိကရိုအာနုတ်ကျွန်းမှာကျန်ခဲ့တဲ့သူ့ရဲ့မိသားစုနဲ့အခြေချနေထိုင်သူ115ယောက်ကိုပြန်တွေ့ဖို့ရောက်ရှိလာခဲ့ပါတယ်။ဒါပေမဲ့သူတွေ့လိုက်ရတာကတော့တကျွန်းလုံးမှာလူတယောက်မှမရှိတော့တာပါပဲ။အိမ်တွေကပျက်စီးနေတယ်။အစားအသောက်တွေကကျန်ခဲ့တယ်။ဒါပေမဲ့လူတွေကလေထဲကိုပျောက်ကွယ်သွားသလိုပါပဲ။ကျန်ခဲ့တဲ့တခုတည်းသောတဲလုံစားကတော့တစ်ပင်ပေါ်မှာထွင်းထားတဲ့ Crow and to and ဆိုတဲ့လိပ်ဝက်စကလုံးတစ်လုံးနဲ့ပါ။ဒီဇက်လန်က3နှစ်စောပြီး1588ခုနှစ်မှာစတင်ခဲ့တာပါ။ဂျွန်ဝိုင်းဟာအမျိုးသားမျိုးသမီးနဲ့ကလေးငယ်115ယောက်ကိုခေါ်ပြီးဒီကျွန်းမှာမျိုးသစ်တီဖို့ရောက်လာခဲ့ပါတယ်။ဒါပေမဲ့အစားအသောက်ပြက်လက်မှုနဲ့ဒေသခံအိန္ဒိယတွေရဲ့ရန်ကြောင့်ဂျွန်ဝိုင်းဟာအကူအညီတောင်းဖို့အင်္ဂလန်ကိုခဏပြန်သွားခဲ့ပါတယ်။သူမရှိတော့မှဘာတွေဖြစ်ခဲ့တာလဲ။သူ့ရဲ့မိမလေးအပါအဝင်လူပေါင်း100ကျော်ဟာဘယ်ကိုရောက်သွားခဲ့တာလဲ။ဂျွန်ဝိုင်းပြန်ရောက်လာတဲ့အခါမှာတော့တိုက်ပွဲဖြစ်ထားတဲ့လက္ခဏာတွေမတွေ့ရသလိုအနေထားတွေဟာသူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုတင်ဆက်ပြီးတမင်တကာထွက်သွားတဲ့ပုံစံမျိုးဖြစ်နေပါတယ်။တစ်ပင်မှာထွင်းထားတဲ့ Crow and to and ဆိုတာကဘာလဲ။အနီးနားကကျွန်းနာမည်လား။နဖျားတစ်ပါးရဲ့နာမည်လား။ဒါမှမဟုတ်ကျင်းစာတစ်ခုလား။ဂျွန်ဝိုင်းဟာမုန်တိုင်းတန်ကြောင့်နောက်ထပ်ရှာဖွေခွင့်မရဘဲအင်္ဂလန်ကိုပြန်သွားခဲ့ရပါတယ်။ရာစုနှစ်ပေါင်းများစွာကြာတဲ့ဒီသိပ္ပံပညာရှင်တွေကအဖြေရှာခဲ့ကြပါတယ်။တချို့ကဒေသခံမျိုးနွယ်စုတွေနဲ့ပေါင်းသွားတယ်လို့ဆိုကြသလိုတချို့ကပင်လယ်ထဲမှာနစ်မြုပ်သွားတာဒါမှမဟုတ်ယောဂကြောင့်တည်ဆုံသွားတာလို့ယူဆကြပါတယ်။ဒါပေမဲ့2020ခုနှစ်မှာတွေ့ရှိခဲ့တဲ့အိုးချမ်းပဲ့တွေအရသူတို့ဟာပြည်မဘက်ကိုပြောင်းရွှေ့သွားတယ်ဆိုတဲ့အထောက်အထားအချို့တွေ့ရှိခဲ့ရပါတယ်။ဒါပေမဲ့အခုထိတော့လူပေါင်း115ယောက်လုံးရဲ့ကံကြမ္မာကိုဘယ်သူမှအတိမပြုနိုင်သေးပါဘူး။ရိုဝါနုတ်ကျွန်းရဲ့ပျောက်ဆုံးသွားတဲ့လူသားအခြေချစခန်းဟာကမ္ဘာအကြီးကျယ်ဆုံးတမိုင်းဝင်ဗဟေဒီတစ်ခုအဖြစ်ကျန်ရှိနေသေးပါ။သင်ရောသူတို့ဘယ်ရောက်သွားတယ်လို့ထင်ပါတယ်။